1ခရီးသွားခြင်းရှေးအခါကခရီးသွားရာတွင်ခြေကျင်သွားကြရသည်လှည်းများဖြင့်လည်းသွားကြရသည်ထို့ကြောင့်ခရီးသွားလျှင်အချိန်များစွာကြာ၏ယခုအခါကုန်းကြောင်းခရီးကိုမော်တော်ကားမီးရထားတို့ဖြင့်လျင်မြန်စွာသွားနိုင်သည်ရေကြောင်းခရီးကိုသင်္ဘောဖြင့်လွယ်ကူစွာသွားနိုင်သည်ရေမြေတောတောင်များကိုဖြတ်ကျော်၍လေယာဉ်ပျံကြီးများဖြင့်အလွန်လျင်မြန်စွာသွားနိုင်သည်စက်မှုလက်မှုထွန်းကားသောကြောင့်ခရီးသွားရာ၌လျင်မြန်လွယ်ကူနေပါသည်ဝေါဟာရစကားလုံးများရှေးအခါကခရီးသွားဗျာတွင်ဗျာ၌ခြေကျင်လှည်းများလှေဖြင့်လဲထို့ကြောင့်လျင်အချိန်များစွာကြာယခုအခါကုန်းကြောင်းမော်တော်ကားမီးရထားလျင်မြန်စွာသွားနိုင်ရေကြောင်းသင်္ဘောလွယ်ကူစွာမြေတောတောင်ဖြတ်ကျော်၍လေယာဉ်ပျံအလွန်စက်မှုလက်မှုထွန်းကားသောကြောင့်လျင်မြန်လွယ်ကူအခန်း2အပင်အကြောင်းအပင်အမျိုးမျိုးရှိကြပါသည်ခရမ်းပင်ချင်ပေါင်ပင်ဘူးပင်တို့သည်ပင်နိပ်များဖြစ်ကြ၏ထိုအပင်တို့၏သက်တမ်းသည်တစ်နှစ်သာဖြစ်သည်ကင်ပွန်းပင်စူးပုတ်ပင်စပယ်ပင်ဇွန်ပန်းပင်တို့သည်ခြုံပင်များဖြစ်ကြသည်ထိုအပင်တို့သည်နှစ်ပေါင်းများစွာသက်တမ်းရှည်ကြသည်အပင်မှာအမြင့်ပင်စီအကိုင်းအရွက်နှင့်အပွင့်ဟူ၍ရှိကြသည်အရွက်မှာအရွက်ဝိုင်းအရွက်ရှည်စသည်ဖြင့်ပုံအမျိုးမျိုးရှိ၏အပွင့်မှာအနီးအပြာအဝါအစိမ်းစသည်ဖြင့်အရောင်မျိုးစုံရှိ၏အသီးနှင့်အရွက်ကို
လူတို့စားသုံးကြ၏သို့သောအချို့အသီးနှင့်အရွက်များကိုမူလူတို့မစားကြပါစားလျင်အန္တရာယ်ဖြစ်နိုင်၍ရှောင်ကျဉ်ကြပါသည်ဝါဟာရစကားလုံးများအပင်အမျိုးမျိုးရှိခရမ်းပင်ချင်ပေါင်ပင်ဘူးပင်ပင်နှိပ်တက်တန်းတစ်နှစ်တာကင်ပွန်စုပုတ်စပယ်ဇွန်ခြုံပင်ထက်ပိုတက်တန်းရှည်တရက်မကြီးကျွန်းထင်းရှူနှစ်ပေါင်းများစွာအမြင့်ပင်စီအကိုင်းအရွက်အပွင့်ပူ၍အနီးပြာအဝါအစိမ်းစသည်ဖြင့်အယောင်မျိုးစုံအနံ့အသီးလူစားသုံးသို့သောအချို့မူအန္တရာယ်ရှောင်ကျဉ်အခန်း3ဘယ်သူအမျက်ဆုံးလဲတခါတုန်းကဒေါက်တိုရန်လိုသူထက်ကဲရွှေပြည်စိုးနှင့်ညီပုလေးဆိုသောညီနှောင်5ဦးရှိ၏သူတို့သည်ဘယ်သူအမျက်ဆုံးဖြစ်သည်ကိုညှင်းခုန်ကြ၏ဒေါက်တိုဟေးတို့ညီကို5ဦးထဲမှငါဟာအဝဆုံးအားအကြီးဆုံးဒါကြောင့်ငါအမျက်ဆုံးရန်လိုကျွန်တော်သာလျှင်နေရာတကာလက်ညွန်သူဖြစ်တယ်ဒါကြောင့်ကျွန်တော်သာအမျက်ဆုံးပါဗျသူထက်ကဲအကိုကြီးတို့ရာကျွန်တော်ကအရက်အမြင့်ဆုံးဆိုတော့ကျွန်တော်သာအမျက်ဆုံးပေါ့ရွှေပြည်စိုးအားလုံးထဲမှာကျွန်တော်ကတထေးလေးပေါ့ရွှေလက်စွပ်စိန်လက်စွပ်ကိုကျွန်တော်သာဝေ့ရတာလေကျွန်တော်ပဲအမျက်ဆုံးဖြစ်ရမှာပေါ့ညီပုလေးမဟုတ်သေးဘူးလေဖျားရှိခိုးရင်ကျွန်တော်ကအရှိဆုံးကနေရတယ်ဒီတော့ကျွန်တော်ကလွဲရင်ဘယ်သူအမျက်ဆုံးဖြစ်ရမှာလဲကိုကြီးတို့ရဲ့အားလုံးအေးဟုတ်သားပဲညီပုလေးဒါပေမဲ့တေးသေးချာချာစဉ်းစားကြပါဦးကျွန်တော်တို့အားလုံးဟာတမိတဲကမွေးဖွားလာတဲ့ညီရင်းအကိုတွေဖြစ်ပါတယ်ကိုယ်နေရာနဲ့ကိုအတုံးကြတာကြီးပဲစကားနိုင်လူပြောဖို့မလိုပါဘူးတယောက်နဲ့တယောက်
ချစ်ချစ်ခင်ခင်တာဝန်ကျေကျေနေကြဖို့အရေးကြီးပါတယ်အားလုံး အေးဟုတ်တယ်ဟုတ်တယ် ညီပူလေးဒါဖြင့်ညီစေနော်အားလုံးညီမယ်ညီမယ်ဝေါဟာရစကားလုံးများတစ်ခါတုန်းကညီနောင်အမျက်ဆုံးညင်းခုန်ဟေ့ညီအကိုအဝဆုံးအားအကြီးဆုံးဒါကြောင့်ငါတာလျင်နေရာတကားလမ်းညွန်သူအရက်အမြင့်ဆုံးပေါ့အားလုံးတထေးရွှေလက်စွပ်စိန်လက်စွပ်ဝတ်လေပဲဖျားရှိခိုးရင်အရှိဆုံးလွဲရဲဟုတ်သားပဲဒါပေမဲ့တေတေချာချာစဉ်းစားပါအောင်တမိတဲ့မွေးဖွားရင်ညီရင်အကိုတွေကိုယ့်နေရာနဲ့ကိုအတုံးကျချီးပဲစကနိုင်လူပြောဟုတ်မလိုပါဘူးတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်တာဝန်ကျေအရေးကြီး ဟေးတို့ညီကိုငါးဦးထဲမှာငါဟာအဝဆုံးအားကြီးဆုံးဒါကြောင့်ငါအမျက်ဆုံး ကျွန်တော်သာလျှင်နေရာတကာလမ်းညွန်သူဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်သာအမျက်ဆုံးပါဗျာ အကိုကြီးတို့ရာကျွန်တော်ကအရက်အမြင့်ဆုံးဆိုတော့ကျွန်တော်သာအမျက်ဆုံးပေါ့ အားလုံးထဲမှာကျွန်တော်ကတတိလေးပေါ့ရွှေလက်စွပ်စိန်လက်စွပ်တွေကိုကျွန်တော်သာဝေးရတာလေကျွန်တော်ပဲအမျက်ဆုံးဖြစ်ရမှာပေါ့ မဟုတ်သေးဘူးလေဖះရှိခိုးရင်ကျွန်တော်ကအရှိဆုံးကနေရတယ်ဒီတော့ကျွန်တော်ကလွဲရင်ဘသူအမျက်ဆုံးဖြစ်ရမှာလဲအကိုကြီးတို့ရဲ့အေးဟုတ်ပါတယ်ဒါပေမဲ့တိတိချာချာစဉ်းစားကြပါဦးကျွန်တော်တို့အားလုံးဟာတမီတဲကမွေးဖွားလာတဲ့ညီရင်းအကိုတွေဖြစ်ကြပါတယ်ကိုယ့်နေရာနဲ့ကိုယ်အသုံးကျတာကြီးပဲစကနိုင်လူပြောဖို့မလိုပါဘူးတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်တာဝန်ကြည်ကြည်နေကြဖို့အရေးကြီးတယ်အေးဟုတ်တယ်ဒါဖြင့်ညီစေနော်ညီမယ် အခန်းလေးယုံနှစ်လိတ်တနေ့တနှိုက်ယုံနှစ်လိတ်တို့တွေ့ဆုံကြရာယုံကအဆွေလိတ်တင်သည်အသွားနှေးသည်ဟုကဲ့ရဲ့ဤထိုအခါလိတ်ကအဆွေယုံတင်နှင့်ငါအပြေးပြိုင်ဝန်းသည်တင့်ကိုငါမကြောက်ဟုဆို၏ယုံကလည်း
ကောင်းပြီငါတို့အပြေးပြိုင်ကြမည်ဟုပြော၏နောက်တစ်နေ့နံနက်၌ယုံနှင့်လိတ်တို့သည်အပြေးပြိုင်ကြလေ၏ယုံသည်လျင်မြန်စွာပြေးလေသည်လိတ်မူကားမရက်မနာပဲတွေ့၍သွား၏ယုံသည်မြက်ခင်းတစ်ခုသို့ရောက်သောအခါငါသည်ပန်းတိုင်နှင့်နီးကပ်လာပြီလိတ်ကိုစောင့်ရန်ငါဦးမည်ဟုဆိုကာတရေအိတ်လေ၏ယုံသည်အိတ်နေရာမှနိုးလက်သောထ၍တဟုန်ထဲပြေးလေ၏တို့ရာတွင်လိတ်သည်ပန်းတိုင်သို့ရှေးဥစွာရောက်နှစ်ပြီးဖြစ်လေသည်ဝေါဟာရစကားလုံးများတနေ့တစ်၌တွေ့ဆုံယုံလိတ်အဆွေနှေးကဲ့ရဲ့အပြေးပြိုင်ဝွန့်နောက်နေ့နံနက်လျင်မြန်စွာမရက်မနာတ၍မြက်ခင်းပန်းတိုင်နီးကပ်တရေအိတ်နိုးတဟုန်ထဲပြေးရှေးဥစွာဖြစ်လေသည်အခန်းငါတငယ်ချင်းထံပေးစာညောင်ပင်သာရွာဖြူမြို့နယ်1345ခုတကူးလဆန်းတရက်တငယ်ချင်းမောင်အေးတငယ်ချင်းထံသို့တတိတရစာရေးလိုက်ပါသည်တငယ်ချင်းတို့တအိမ်သားလုံးကျမ်းမာကြပါစေဟုဆုတောင်းလျက်ရှိပါသည်ပြီးခဲ့သောအတန်းတင်စာမေးပွဲကိုကျွန်တော်ကောင်းစွာဖြေဆိုနိုင်ပါသည်အောင်မြင်မည်ဟုယုံကြည်ပါသည်တငယ်ချင်းတို့ရွာတွင်တကူးလာပြည့်နေ့၌ကျင်းပမည့်ရွာဦးဖျားပွဲသို့ကျွန်တော်လာချင်ပါသည်ကျွန်တော်ဤမိဘနှစ်ပါးထံတွင်လည်းခွင့်တောင်းပြီးဖြစ်ပါသည်ကျွန်တော်လာမည့်နေ့ကိုကြိုတင်၍စာရေးလိုက်ပါမည်ကျမ်းမာကြပါစေမောင်ထွေးဝေါဟာရစကားလုံးများညောင်ပင်သာရွာဖြူမြို့နယ်ခုတကူးလဆန်းရက်တငယ်ချင်းတတိယတအိမ်သားလုံးကျမ်းမာဟုဆုတောင်းပြီးခဲ့သောအတန်းတင်စာမေးပွဲဖြေဆိုအောင်မြင်ယုံကြည်လပြည့်နေ့ကျင်းပရွာဦးဖျားပွဲခွင့်တောင်းကြိုတင်ပါစေအခန်း6ဥတု3ပါးမြန်မာနိုင်ငံတွင်ຫນွေမိုးစောင်းဟူ၍ဥတု3ပါးရှိသည်တဥတုလျင်4လစီကြာ၏
တပေါင်းလားပြည့်ကျော်တရက်နေ့မှဝါဆိုလားပြည့်နေ့အထိလေးလသည်ຫນွေဥတုဖြစ်သည်ຫນွေဥတုသည်အလွန်ပူပြင်း၏ရွက်ဟောင်းကြွေ၍ရွက်သစ်ဝေ၏မြစ်ချောင်းအင်းအိုင်တို့တွင်ရေနှဲပါသွား၏ချောင်းငယ်အင်းအိုင်ငယ်တို့တွင်ရေခမ်း၆ကုန်၏ຫນွေဥတုတွင်ကျွန်ုပ်တို့၏ကျောင်းများကို2 လပိတ်ထားပါသည်ဝါဆိုလားပြည့်ကျော်တရက်နေ့မှတစောင်းမုံလားပြည့်နေ့အထိလေးလသည်မိုးဥတုဖြစ်သည်မိုးဥတုတွင်မိုးရေရသဖြင့်သစ်ပင်ခြုံနွယ်များစိမ်းလန်းဆိုပြေ၏တောင်သူလယ်သမားဦးကြီးများသည်စပါးများကိုထွန်ရက်စိုက်ပျိုးကြသည်တစောင်းမုံလားပြည့်ကျော်တရက်မှတပေါင်းလားပြည့်နေ့အထိလေးလသည်စောင်းဥတုဖြစ်သည်စောင်းဥတုတွင်နှင်းကျ၍အလွန်ချမ်းအေး၏ဤဥတုတွင်စပါးများရိတ်သိမ်းကြသည်ဤသို့ဖြင့်ဥတု3 ပါးသည်အမြဲလည်ပတ်လျက်ရှိသည်ဝေါဟာရစကားလုံးများຫນွေမိုးစောင်းဥတုကြာစီတပေါင်းကျော်ဝါဆိုအထိပူပြင်းရွက်ဟောင်းကြွေရွက်သစ်ဝေညစ်ချောင်းအင်းအိုင်နေပါခန်းချောက်တစောင်းမုံသစ်ပင်ခြုံနွယ်စိမ်းလန်းဆိုပြေတောင်သူလယ်သမားဦးကြီးစပါးထွန်ရက်စိုက်ပျိုးနှင်းကျချမ်းအေးရိတ်သိမ်းဤသို့ဖြင့်အမြဲလည်ပတ်အခန်း9မြန်မာကလေးကစားစရာကျွန်တော်တို့သည်ဖျားပွဲတော်သို့သွားပါသည်ပွဲဈေးအလွန်စီပါသည်ဈေးသို့ရောက်သောအခါမြန်မာကလေးကစားစရာများကိုတွေ့ရပါသည်ထိုကစားစရာများသည်အလွန်လှပ၍နှစ်သက်ဖွယ်ကောင်းပါသည်ရွှွန့်ဖြင့်လုပ်သောအိုးပုတ်ကြိုးရုပ်ငှက်ရုပ်နွားရုပ်ကလေးများမှာချစ်စရာကောင်းလှပါသည်
စက္ကူဖြင့်လှုပ်သောဇီးခွဲရုပ်ခိုးဝါးရုပ်နှင့်ပြစ်တိုင်းထောင်ရုပ်တို့ကိုလည်းပွဲစည်းတွင်တွေ့ရပါသည်ရွှေရောင်ဝင်းနေသောဇီးကွက်ရုပ်ကြီးများမှာနှစ်သက်စရာကောင်းလှပါသည်ဝဝတုတ်တုတ်ဖိုးဝါရုပ်များမှာလည်းချစ်စရာကောင်းလှပါသည်မျက်နှာဝိုင်းဝိုင်းနှင့်ပြစ်တိုင်းထောင်အယုတ်ကိုကျွန်တော်တို့အလွန်သဘောကျပါသည်တစ်သားနှင့်လှုပ်ထားသောအိုးစီကြားရုပ်ငင်းရုပ်ကိုလည်းတွေ့ရသည်အဝတ်စားဖြင့်လှုပ်ထားသောမင်းသားရုပ်မင်းသမီးရုပ်ဇော်ကြီးရုပ်ကလေးများကိုဆိုင်ကန်းထဲတွင်ချိတ်ဆွဲထားပါသည်ဝါဖြင့်လှုပ်ထားသောပလွေဓာတနတ်တို့ခင်းကျင်းပြသထားသည်ကိုလည်းတွေ့ရပါသည်ကျွန်တော်တို့သည်ထိုအယုတ်များကိုအလွန်နှစ်သက်ပါသည်ထို့ကြောင့်အယုတ်ဆိုင်မှမခွာနိုင်အောင်ဖြစ်နေကြပါသည်ဖေဖေနှင့်မေမေတို့ကကျွန်တော်တို့အတွက်ကစားစရာအယုတ်မျိုးစုံကိုဝယ်ပေးပါသည်ဝေါဟာရစကလုံးများဖျားပွဲတော်ပွဲစေးစီကစားစရာနှစ်သက်ဖွယ်ရှင်အိုးပုတ်ဂျိုးရုပ်ငှက်ရုပ်နွားရုပ်ချစ်စရာစက္ကူဇီးကွက်ဖိုးဝါရုပ်ပြစ်တိုင်းထောင်ရုပ်ရွှေရောင်ဝင်းဝဝတုတ်တုတ်ဝိုင်းဝိုင်းသဘောကျအိုးစီကြားရုပ်မြင်းရုပ်အဝတ်စမင်းသားရုပ်ဇော်ကြီးဆိုင်ချိတ်ဆွဲဝါပလွေဓာတနတ်ခင်းကျင်းပြသထို့ကြောင့်ခွာမျိုးစုံအခန်းရှိရင်ကျေးပါရင်ကျေးသောကလေးသူငယ်များကိုဆရာမိဘတို့ကချစ်ခင်ကြသည်ကိုအမူအရာရင်ကျေးပါနှုတ်အမူအရာရင်ကျေးပါဟု၍ဆရာမိဘတို့ကဆုံးမတွင်တင်ကြသည်လူကြီးမိဘဆရာသမားတို့ရှေ့တွင်ကိုကိုညှို့ကိုင်း၍သွားရသည်လူကြီးမိဘဆရာသမားတို့ကိုပစ္စည်းပေးလျင်အနားသို့ကပ်၍လက်နှစ်ဖက်ဖြင့်ရိုရိုသေးသေးပေးရသည်ထမင်းစားသည့်အခါကြီးသူအဖို့ဦးချပြီးမှငယ်သူကစားရသည်ထမင်းစားပွဲတွင်ပေသောလက်ဖြင့်ဇွန်းကိုမကန်ရဘယ်လက်ဖြင့်ကန်ရသည်ထမင်းစားလျင်အတန်မြည်အောင်မစားရရင်ရင်ကြေးကြေးစားရသည်ဤသို့ပြုမူခြင်းသည်ကိုအမူအရာရ
ယဉ်ကျေးခြင်းဖြစ်သည်လူကြီးမိဘဆရာသမားတို့နှင့်စကားပြောသောအခါခင်ဗျာကျွန်တော်ရှင်ကျမစသည်ဖြင့်ပြောဆိုရသည်လူကြီးမိဘဆရာသမားတို့ကမိမိအားခေါ်သောအခါဟင်းဟုမထူးရရှင်ခင်ဗျာဟုထူးမှယဉ်ကျေးသည်လူကြီးမိဘဆရာသမားတို့ကမေးမြန်းသောအခါအင်းဟုမဖြေရဟုတ်ကဲ့ဖြေမှယဉ်ကျေးသည်စကားပြောဆိုရာတွင်အော်ဟစ်၍ကြမ်းတမ်းစွာမပြောဆိုရနဝင်ချိုအောင်ပြောမှယဉ်ကျေးသည်ဤသို့ပြောဆိုခြင်းသည်နှုတ်အမူအရာယဉ်ကျေးခြင်းဖြစ်သည်တယောက်စကားတယောက်နားမှမခါရအောင်တတိဆောင်၍မောင်တို့ဆိုလေပြားတကာတို့ချိုလှစေဟူသောဆုံးမစကားကိုတတိယပါကျောင်းသူကျောင်းသားကလေးများသည်အိမ်မှာကျောင်းမှာနေရာတိုင်းမှာကိုယ်အမူအရာနှုတ်အမူအရာတိမ်မာယဉ်ကျေးသူများဖြစ်အောင်ကြိုးစားကြပါဝေါဟာရစကားလုံးများယဉ်ကျေးကလေးသူငယ်ချစ်ခင်ကိုယ်အမူအရာနှုတ်ဆုံးမတွင်တင်လူကြီးညွတ်ကိုင်းပစ္စည်းအနာကပ်လက်နှစ်ဖက်ရိုရိုတေတေဥချကြီးသူငယ်သူထမင်းစပွဲပေဇွန်ကိုင်းအတန်မြီပြုမူဤသို့ပြောဆိုထူးမေးမြန်းအော်ဟစ်ကြမ်းတမ်းနဝင်ချိုခါပြားတကာတို့ချိုလှစေနေရာလိမ္မာအခန်းကိုလွတ်လပ်ရေးနေ့ဇန်နဝါရီလ4 ရက်နေ့သည်မြန်မာနိုင်ငံ၏လွတ်လပ်ရေးနေ့ဖြစ်ပါသည်ရှေးအခါကမြန်မာနိုင်ငံကိုမြန်မာဘုရင်များအုပ်ချုပ်ခဲ့ပါသည်တီဘောမင်းလက်ထက်တွင်နယ်ချဲ့ပြည်တရှားတို့၏သိမ်းပိုက်စိုးမိုးခြင်းကိုခံခဲ့ရပါသည်ထိုအချိန်မှစ၍မြန်မာနိုင်ငံသည်လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်နယ်ချဲ့ပြည်တရှားတို့သိမ်းပိုက်ချိန်မှစ၍မြန်မာတိုင်းရင်းသားများသည်လွတ်လပ်ရေးရရန်အစဉ်ကြိုးပမ်းခဲ့သည်လွတ်လပ်ရေးတိုက်ပွဲများတွင်ပါဝင်ခဲ့ကြသည်အာဇာနည်ဗိုလ်ချုပ်အောင်ဆန်း၏ခေါင်းဆောင်မှုတိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏စည်းလုံးညီညွတ်မှုဖြင့်တ
1948ခုနှစ်ဇန်နဝါရီလ4 ရက်နေ့တွင်မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့၏လွတ်လပ်ရေးနေ့ရောက်တိုင်းမြန်မာနိုင်ငံအရပ်ရပ်တွင်လွတ်လပ်ရေးအောင်ပွဲကိုကျင်းပကြသည်လွတ်လပ်ရေးနေ့တွင်နိုင်ငံတော်အလံကိုလွှင့်ထူကြသည်ပျော်ပွဲရွှင်ပွဲများပြိုင်ပွဲများကျင်းပကြသည်တိုင်းရင်းသားအပေါင်းတို့၏လွတ်လပ်ရေးကြိုးပမ်းမှုကိုစဉ်တတိယစေရန်နှင့်လွတ်လပ်ရေးကိုထာဝစဉ်ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်လွတ်လပ်ရေးအောင်ပွဲများကိုနှစ်စဉ်ကျင်းပခြင်းဖြစ်ပါသည်မြန်မာနိုင်ငံ၏လွတ်လပ်ရေးတည်တံ့ခိုင်မြဲစေရန်မှာတိုင်းရင်းသားအားလုံးတို့၏တာဝန်ပင်ဖြစ်ပေသည်ဝေါဟာရစကားလုံးများဇန်နဝါရီရက်နေ့လွတ်လပ်ရေးရှေးအခါကဘုရင်အုပ်ချုပ်တီဘောမင်းလက်ထက်နယ်ချက်ပြစ်တရှသိမ့်ပိုက်စိုးမိုးခံမှစ၍ဆုံးတိုင်းရင်းသားအစဉ်ကြိုးပမ်းတိုက်ပွဲပါဝင်အာဇာနည်ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်မှုစီလုံးညီညွတ်မှုအပေါင်းရရှိအရပ်ရပ်ကျင်းပလွှင့်ထူပျော်ပွဲရွှင်ပွဲပြိုင်ပွဲတတိယစေရန်ထာဝစဉ်ထိန်းသိမ်းစောင့်ရှောက်နှစ်စဉ်တည်တံ့ခိုင်မြဲတာဝန်အခန်း30အတာသင်္ကြန်တကူလသည်နှစ်သစ်ကူးသောလဖြစ်သည်တကူလကိုအတာကူးသောလဟူ၍လည်းသိကြသည်အတာကူးခြင်းဆိုသည်မှာနှစ်ကာလကူးပြောင်းခြင်းပင်ဖြစ်သည်တကူလပတောက်ပန်းပွင့်ချိန်တွင်မြမရိုးရာတင်းကြံရည်သပင်ပွဲကိုကျင်းပကြသည်တင်းကြံဟူသောစကားသည်နှစ်ဟောင်းကုံဆုံး၍နှစ်သစ်သို့ကူးပြောင်းခြင်းဟုအဓိပ္ပာယ်ရသည်တင်းကြံအခါတွင်လူအများသည်ဖျားပထိုးများကိုရေသက်ပယ်ကြသည်ကုသိုလ်ကောင်းမှုပြုကြသည်တိရစ္ဆာန်များကိုလည်းဘေးမဲ့လွတ်ကြသည်ယတနာ၃ပါးဆရာသမားဘိုးဘွားမိဘစသောရိုသေထိုက်သူတို့ကိုကတော့ကြသည်တက်ကြီးရွယ်အိုများကိုခေါင်းလျှော်ပေးခြင်းရေချိုးပေးခြင်းဖြင့်ကုသိုလ်ကောင်းမှုပြုကြသည်လူငယ်များသည်တင်းကြံအခါတွင်တဦးနှင့်တဦးပျော်ရွှင်စွာရေပက်ကစားကြသည်အမွှေးနံ့သာရေခက်ထားသောငွေဖလားတပြေခက်များနှင့်ရင်ကျေးစွာရေကစားကြသည်အချို့မှာအိုးစီပုံမောင်းတီးလျက်အကအခုံများဖြင့်
ရေသပင်ပွဲကိုဆင်နွှဲကြသည်မြို့ကြီးပြကြီးများတွင်မန်းတပ်များထိုး၍ရေကစားကြသည်အလှပြတင်းကြံကားကြီးများနှင့်လည်းလှဲ့လေကပြကြသည်မြမရိုးရာတင်းကြံပွဲတော်တွင်ကျွန်ုပ်တို့သည်ရင်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွှဲသင့်ပေသည်ဝေါဟာရစကားလုံးများတကူးလနှစ်တစ်ကူတာကူပြောင်းကာလပတောက်ပွင့်ရိုးရာတင်းကြံရေသပင်ပွဲတော်ကျင်းပနှစ်ဟောင်းကုံဆုံးအတိတ်ပဲဖျားပထိုးရေသက်ပဲကုသိုလ်ကောင်းမှုတရိษံဘေးမဲ့လွတ်ယတနာ၃ပါးဘိုးဘွားစတော့ယိုသေးထိုက်သူကတော့တက်ကြီးရွယ်ကိုကောင်းလျှော်ရေချိုးတဦးနှစ်တဦးပျော်ရွှင်စွာရေပက်ကစားအမွှေးနန့်တာရေမွေဖလားတပြေခက်ရင်ကျေးစွာအိုးစီပုံမောင်တီအခုံစင်နှွဲမြို့ကြီးပြကြီးမန်းတပ်ထိုးအလှပြတင်းကြံကလှဲ့လေသိမ်မွေ့စွာပါဝင်သင့် ဟိုဟစ်ခါကသူကြပါဗျဝါသာသာလာပါဟိုဟစ်ခါကသူကြပါဗျဝါ